မင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ထူးခြားစမ်းကြယ်ပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့ story လေးတစ်ပုဒ်ကိုပြောပြပေးခြင်းပါတယ်ရှင်တောနဲ့ကြီးထဲမှာငှက်အော်တန်တွေတောင်တိတ်ဆိတ်နေတယ်တစ်ပင်ကြီးတွေကကောင်းကင်ကိုဖုံးအုပ်ထားသလိုပဲမင်းသူဆိုတဲ့အသက်25နှစ်အရွယ်လူငယ်လေးတစ်ယောက်ဟာကြောပိုးဝိတ်တစ်လုံးနဲ့တောထဲမှာလမ်းပြောက်နေတယ်သူ့ရဲ့လက်ကင်ဖုံးဟာလိုင်းမမိသလိုအားလဲကုန်ခါနေနေသည်မင်းသူအသက်ပြင်းပြင်းရှူရင်းဒီလောက်ထိနှက်မယ်လို့မထင်ထားမိဘူးငါတကယ်ပဲလမ်းမလာတာလားရုတ်တရက်တစ်ကွိုင်းချောက်လေးတွေနင်းတန်ကြလိုက်လို့မင်းသူလန့်ချက်ပြီးလှဲ့ကြည့်လိုက်တယ်ဘာမှမရှိဘူးဒါပေမဲ့လေထဲမှာတင်းပြန့်တဲ့ပန်းရနံတစ်ခုကရုတ်တရက်ပြန်လွင့်လာတယ်မင်းသူဟာပန်းရနံတော့ကိုလိုက်ရင်ရေရကွန်ကလေးတစ်ခုရှိရာကိုရောက်သွားတယ်အဲ့ဒီမှာထူးဆန်းတဲ့အလင်းရောင်ဖွတ်ဖွတ်လေးလေးထွက်နေတဲ့ကြောက်ဆောင်ပေါ်မှာမိန်းကလေးတစ်ယောက်ထိုင်နေတယ်။သူမရဲ့အသားရည်ကဖြူဝင်းအိုနေပြီးဝတ်ထားတဲ့အင်ကြီးကတိရွက်အစိမ်းနုရောင်လိုတောက်ပါနေတယ်။သူမရဲ့စပင်းတွေကခါးအထိရှည်လျားပြီးပန်းပွင့်လေးတွေနဲ့ရက်နွယ်နေတယ်။မင်းသူကအံ့ဩတုန်လှုပ်စွာထင်ဟိုခွလို့ပါခမကျွန်တော်လမ်းမလာလို့ပါ။သူမိန်းကလေးကဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်။သူမရဲ့မျက်လုံးတွေကတာမန်လူတွေနဲ့မတူပဲမြာရောင်တောက်နေတယ်။သူမကမပလူးမရဲနဲ့မင်းသူကိုစိုက်ကြည့်နေတယ်။ဒီနေရာကိုလူသားတွေမလာတာကြပြီ။မင်းကဘာလို့တီမင်းတက်ကန်ကိုခောက်တာလဲ။မင်းတို့ဘာပြန်ပြောရမှမသိခင်ပါပဲ။တောထဲကနေကြောက်စရာကောင်းတဲ့ဝင်းပလွတ်ဦးတန်ကျူတွေကြားလိုက်ရတယ်။မင်းတို့ကြောက်လန့်တကြားနောက်ဆုတ်လိုက်စင်ပါပဲ။နတ်သမီးလေးကသူ့လက်ကိုလှမ်းဖမ်းလိုက်တယ်။သူမရဲ့လက်ကအေးဆက်နေပြီမယ်နူးညံ့လွန်နေ။အတန်တတိတ်နေသူတို့လာနေပြီနတ်သမီးလေးကမင်းတို့ကိုဆွဲခေါ်ပြီးနွယ်ပင်တွေဖုံးအုပ်နေတဲ့ဂူဝတစ်ခုတည်းကိုအမြန်ဝင်လိုက်တယ်အပြင်မှာတော့အမောင်တို့ကကြီးစိုးသွားပြီးမျက်လုံးနီနီနဲ့တရဝါတွေရဲ့ခြိတန်းတွေကဂူဝအထီရောက်လာတယ်မင်းတို့တိုးတိုးလေးသူတို့ကဘာတွေလဲပြီးတော့မင်းကတော့ဘာတူလဲနတ်သမီးလေးကမင်းတို့ရဲ့နှက်ခမ်းပေါ်ကိုလက်ညှိုးလေးတင်ပြီးတိတ်တိတ်နေဖို့အချက်ပြလိုက်တယ်သူမရဲ့မျက်လုံးတွေကဂူအပရင်ဘတ်ကိုစိုးရင်တကြားကြည့်နေရင်ငါနာမည်ကနွယ်တဲ့ဒါပေမဲ့အခုမင်းစိုးရင်ရမှာကငါအကြောင်းမဟုတ်ဘူးမင်းရဲ့ရင်ဘတ်ထဲကပါလာရဲ့အဲ့ဒီပစ္စည်းအကြောင်းပဲမင်းသူအော်အော်သွားတယ်သူ့ကြောဖို့အိတ်ထဲမှာသူ့တော်လေးကကောက်လျလာတဲ့ထူးဆန်းတဲ့ကြောက်စိမ့်ရုပ်တူလေးရှိနေတာကိုသူမဘလို့သိတာလဲရုတ်တရက်ဂူအပြင်ဘက်ကထတ်တဝါကြီးတကောင်ကဂူနယံကိုပြင်းထန်စွာရိုက်ခတ်လိုက်တဲ့ကြောင့်ဂူတစ်ခုလုံးလွတ်ခါသွားတယ်နတ်သမီးလေးနွယ်ရဲ့မျက်နှာဟာဖြူလျော့သွားပြီးမင်းသူကိုကြည့်ကပြိုးလိုက်တယ်မြင်အဲ့ဒီရုပ်တုကငေါ့ကိုပေးမဟုတ်ရင်ငါတို့နှစ်ယောက်လုံးဒီညမှာတဲ့အသက်ပြောက်လိမ့်မယ်မင်းသူတွေဝေနေတော့မှပဲကူဝကိုပိတ်ထားတဲ့နွယ်ပင်ကျွေးသေးကနေသွေးအေးရက်ဆက်တဲ့လက်သေးရှည်ကြီးတစ်ခုကုတ်ချစ်ဝင်ရောက်လာပါတော့တယ်ဂူကိုဖုံးအုပ်ထားတဲ့နွယ်ပင်တွေကိုကုတ်ချစ်ဝင်ရောက်လာတဲ့သွေးအေးရက်ဆက်တဲ့လက်သေးရှည်ကြီးမင်းသူဟာအသက်ရှူဖို့တောင်မိတ်နေလောက်အောင်ကြောက်လန့်နေတယ်။ຫນွေကတော့မင်းသူရဲ့ကြောဖို့အိတ်ထဲကိုစိုက်ကြည့်ရင်အရေးတကြီးတောင်းဆိုနေတယ်။မြမြရုပ်တူကိုပေးမဟုတ်ရင်ငါတို့နှစ်ယောက်လုံးတိတ်လိမ့်မယ်။မင်းသူတုံတုံရင်ရင်ဖြင့်ဒါကဘာလို့လဲဒီရုပ်တူကဘာမို့လို့လဲမင်းသူဒေဝီနီတို့မတဲ့ကူအဖင်ဘက်ကတရဝါကြီးတစ်ခေါင်ကကူနီယန်ကိုပြင်းထန်စွာရိုက်ခတ်လိုက်တဲ့ကြောင့်ကိုတစ်ခုလုံးလှုပ်ခါသွားလေຫນွေကမင်းသူကိုဆွဲခေါ်ပြီးဂူသွင်းပိုင်းကိုပုံနဲ့နှံဝင်လိုက်တယ်။ဂူသွင်းပိုင်းမှာထူးဆန်းတဲ့အလင်းရောင်ထွတ်ဖြော်လေးတွေထွက်နေတဲ့ကြောက်ဆောင်တွေရှိတယ်။ဒီရုပ်တုကတာမန်ရုပ်တုမဟုတ်ဘူး။ဒါကတောနတ်ကြီးရဲ့အသက်ဝိညာဉ်ကိုထိန်းချုပ်နိုင်တဲ့ကြောက်စိမ့်ရဲ့လျှို့ဝှက်ချက်ပဲ။ဒီရုပ်တုကိုမင်းသူကိုပေးရင်ငါတို့နှစ်ယောက်လုံးဒီညမှာတဲ့အသက်ပြောက်လိမ့်မယ်။မင်းသူကအံ့ဩတုန်လှုပ်စွာဖြစ်တောနတ်ကြီးရဲ့အသက်ဝိညာဉ်ထိန်းချုပ်နိုင်တယ်။ဒါဆိုမင်းကတော့ဘာတူလဲမင်းကဒီတောနတ်ကြီးရဲ့နတ်သမီးလေးလားຫນွေကမပြုံးမရဲနဲ့မင်းသူ့ကိုစိုက်ကြည့်နေတယ်သူမရဲ့မျက်လုံးတွေကမြာရောင်တောက်နေပြီးတာမန်လူတွေနဲ့မတူဘူးငါကဘာတူလဲဆိုတာအရေးမကြီးဘူးအရေးကြီးတာကဒီရုပ်တုကိုငါတို့နှစ်ယောက်လုံးဘလို့ကာကွယ်ရမလဲဆိုတာပဲကူအပြင်ဘက်မှာတော့မျက်လုံးနီနီနဲ့တရဝါကြီးရဲ့ခြေတံတွေကပို့နီးလာတယ်မင်းသူနဲ့နွယ်တို့ဟာကူအတွင်းပိုင်းမှာပုံအောင်နေရင်ငါတို့ဘာလုပ်ရမလဲ
ဒီတတဝါကြီးတွေကိုဘလို့တွန်းလှန်ရမလဲနွယ်ကမင်းသူရဲ့နှခမ်းပေါ်ကိုလက်ညှိုးလေးတင်ပြီးတိတ်တိတ်နေဖို့အချက်ပြလိုက်တယ်သူမရဲ့မျက်လုံးတွေကကူအဖေဘက်ကိုစိုးရင်တကြီးကြည့်နေရင်ငါမှအကြံတစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒီအကြံကအရင်အန်ဒီရဲ့များလဲမင်းကကိုယုံကြည်လားမင်းသူတွန်တွန်ညင်ညင်ဖြင့်ငါမင်းကိုယုံကြည်တယ်နွယ်ကမင်းသူကိုကူအတွဲမိုင်းကလှုပ်ဝက်လန်းတစ်ခုကနေတောနတ်ကြီးရဲ့အလဲကိုဆွဲခေါ်သွားနေအဲ့ဒီနေရာမှာထူးဆန်းတဲ့အလင်းရောင်ဖြော်ဖြော်လေးတွေထွက်နေတဲ့ရေတကွန်ငယ်လေးတစ်ခုရှိတယ်ဒီရေတကွန်ကတာမန်ရေတကွန်မဟုတ်ဘူးဒါကတောနတ်ကြီးရဲ့အသက်ဝိညာဉ်ကိုစေးကြောနိုင်တဲ့အသက်ရေတကွန်ပဲငါတို့ဒီရုပ်တုကိုဒီရေတကွန်ထဲမှာစေးကြောရင်ဒီတကြွားကြီးတွေကိုတုံးလန်နိုင်လိမ့်မယ်စေးကြောမယ်ဒါဆိုငါတို့ဘလို့စေးကြောရမလဲရုပ်တရက်ရေတကွန်ငယ်လေးထဲကနေထူးဆန်းတဲ့အလင်းရောင်ကြီးတစ်ခုထွက်ပေါ်လာတယ်အဲ့ဒီအလင်းရောင်ကြီးထဲကနေမျက်လုံးနီနီနဲ့တတဝါကြီးတစ်ကောင်ထွက်ပေါ်လာပါတော့တယ်အဲ့ဒီတတဝါကြီးကမင်းတူနဲ့ຫນွေတို့ကိုပြင်းထန်စွာတိုက်ခိုက်လိုက်ပါတော့တယ်ရေတကွန်ထဲကထွက်ပေါ်လာတဲ့တတဝါကြီးဟာဝန်ဘလူထက်ပိုကြီးမားပြီးခန္ဓာကိုယ်တစ်ခုလုံးမိခူးရောင်အခိုးငွေတွေဖုံးလွှမ်းနေတယ်၎င်းရဲ့မျက်လုံးနီနီကြီးတွေကမင်းတူကိုစိုက်ကြည့်နေတယ်မင်းတူကျုပ်လန့်တကြောင်အော်ဟစ်ရင်နွေရှောင်းဦးတတဝါကြီးကမင်းတူစီကိုခုန်အုပ်လိုက်စင်မှာပဲနွေကသူမရဲ့လက်နှစ်ဖက်ကိုမြှောက်လိုက်တယ်သူမရဲ့လက်ဖွားထဲကနေစိမ့်ဖန်းဖန်းအလင်းနဲ့တစ်ခုထွက်ပေါ်လာပြီးတတဝါကြီးကိုခဏတားဆီးထားလိုက်တယ်နွေမင်းတူအခုပဲကြောက်စင်းရုပ်တုကိုရေတကွန်ရဲ့အလေဘိုးကိုပြစ်ချလိုက်တော့မင်းတူဟာတုံရင်နေတဲ့လက်တွေနဲ့ကြောက်စင်းရုပ်တုကိုထုတ်လိုက်တယ်ရုပ်တုကအခုဆိုရင်အစင်းရောင်အလင်းတွေပြင်းထန်စွာတောက်ပနေပြီးသူ့လက်ကိုပူလောင်စေတယ်လို့ခံစားနေရတယ်။ဒါပေမဲ့ဒါကိုပြစ်ချလိုက်ရင်မင်းတို့အန်ဒီရဲ့ဖြစ်မှာလား။နှွေအာအင်ကုန်ခန်းနေဟန်ဖြင့်မအတွက်မပူနဲ့တီတော့အုပ်ကြီးကိုကဲတင်ဖို့ဒါကတခုတည်းသောနီလန်းပဲ။တတဝါကြီးကနှွေရဲ့အလင်းကာကွယ်မှုကိုချိုးဖျက်ပြီးသူ့မကိုရိုက်ထုတ်လိုက်တယ်။နှွေဟာရေတကုံဘီကကြောက်ဆောင်ပေါ်ကိုလွင့်စင်သွားတယ်။စကွက်3နီယာရေတကုံအလင်းမင်းတို့ဟာနှုတ်ဆုံးအားမှန်ကိုစုစည်းပြီးကြောက်စင်းရုပ်တုကိုရေတကုံထဲကိုပစ်ချလိုက်တယ်။ရုပ်တုကရေထဲကိုကျသွားတဲ့ခဏမှာပဲငင်ငလင်လှုပ်တယ်လို့ဟင်းတန်ကြီးတစ်ခုထွက်ပေါ်လာတယ်။ရေတကုံတစ်ခုလုံးဟာအစိမ်းရောင်အလင်းတိုင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးအနီးနားကတတဝါဆိုးကြီးဟာထို့အလင်းထဲမှာတင်အကြီးပျော်သွားတယ်လို့ပျောက်ကွယ်သွားတယ်။တော်အုပ်တစ်ခုလုံးမှာရှိတဲ့မြူနင်းတွေလည်းရှုပ်တိရကင်းစင်သွားပါတော့တယ်။အားလုံးတိတ်ဆိတ်သွားတယ်။လပြည့်ဝန်းရဲ့အလင်းရောင်ကတစ်ပင်နေချားတဲ့ကနေဖြာကျလာတယ်။မင်းသူဟာဒဏ်ရာရထားတဲ့နှွဲစီကိုအပြေးလွှားသွားလိုက်တယ်။မင်းသူနှွဲအစင်ပြေရဲ့လား။နှွေကအားနည်းစွာနဲ့ပြုံးလိုက်တယ်။ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်ဟာအရင်ကထပ်ပိုပြီးဖောက်ထွင်းမြင်နေရတယ်လို့ဖြစ်နေတယ်။သူမရဲ့လက်ချောင်းလေးတွေဟာအလင်းမုံလေးတွေအဖြစ်စတင်လွင့်ပြန်နေပြီ။နှွေကစကားမဆုံးခင်မှာပဲသူမရဲ့လေပင်မှာဆွဲထားတဲ့ဆွဲသီးလေးတစ်ခုကိုဖြုတ်ပြီးမင်းသူလက်ထဲကိုထည့်ပေးလိုက်တယ်။ဒီဆွဲသီးလေးကမင်းကိုအိမ်ပြန်လမ်းပြလိမ့်မယ်။ဒါပေမဲ့တတိထားပါ။ကြောက်စင်းရုပ်တုကပျောက်ကွယ်သွားတာမဟုတ်ဘူး။သူကတနေရာကိုရောက်သွားတာ။အဲ့ဒီနေရာကိုမင်းလိုက်မလာဖို့ငါဆုတောင်းနေ။နှွေဟာအလင်းမုံလေးတွေအဖြစ်ပြောင်းလဲပြီးမင်းသူ့ရှေ့မှာတင်ပျောက်ကွယ်သွားတယ်။မင်းသူတယောက်ထဲတောထဲမှာကြံရစ်ခဲ့စင်မှာပဲ။သူ့လက်ထက်ကဆွေးသီးလေးကအနီရောင်အဖြစ်ပြောင်းလဲသွားပြီးတောနဲ့ထဲကနေအတန်တစ်တစ်ခုထွက်ပေါ်လာပါတော့တယ်။မင်းသူကြည်စုတင်ပါတယ်။မင်းကြောင့်တောအုပ်ကြီးပြန်လေနိုးထလာပြီ။ဒါပေမဲ့ငါကတော့နှွေကစကားမဆုံးခင်မှာပဲသူမရဲ့လေပင်မှာဆွဲထားတဲ့ဆွဲသီးလေးတစ်ခုကိုဖြုတ်ပြီးမင်းသူလက်ထဲကိုထည့်ပေးလိုက်တယ်။နှွေဒီဆွဲသီးလေးကမင်းကိုအိမ်ပြန်လမ်းပြလိုက်မယ်။ဒါပေမဲ့တတိထားပါ။ကြောက်စင်းရုပ်တုကပျောက်ကွယ်သွားတာမဟုတ်ဘူး။သူကတနေရာကိုရောက်သွားတာ။အဲ့ဒီနေရာကိုမင်းလိုက်မလာဖို့ငါဆုတောင်းတယ်။နှွေဟာအလီးမုံလေးတွေအဖြစ်ပြောင်းလဲပြီးမင်းသူရှေ့မှာတင်ပျောက်ကွယ်သွားတယ်။
မင်းတို့တယောက်ထဲတောထဲမှာကြံရစ်ခဲ့စင်မှာပဲသူ့လက်ထဲကဆွဲသီးလေးကအနီရောင်အဖြစ်ပြောင်းလဲသွားပြီးတောနက်ထဲကနေအတန်တစ်တစ်ခုထွက်ပေါ်လာပါတော့တယ်။နွယ်ပြောက်ကွယ်သွားပြီးနောက်ရေတကွန်ကြီးကတိတ်ဆိတ်နေပြီးလှရောင်ကမှိန်ဖြို့စွာဖြာကျနေတယ်။မင်းသူကဒူးထောက်လျက်သားနွယ်ပေးခဲ့တဲ့ဆွဲသီးလေးကိုလက်ထဲမှာတင်းတင်းဆုပ်ကင်ထားတယ်။သူ့မျက်နှာမှာဝမ်းနည်းမှုနဲ့အားငယ်မှုတွေပြည့်နှက်နေတယ်။မင်းသူကနွယ်ပြောက်ကွယ်သွားတဲ့နေရာကိုငေးကြည့်ရင်ဒူးထောက်နေတယ်။နွယ်ကြီးစုတင်ပါတယ်လို့တိုးတိုးလေးရည်ယူရင်သူ့လက်ထဲကနီရေးတဲ့ဆွဲသီးလေးကိုတင်းတင်းဆုပ်ကင်ထားတယ်။တောအုပ်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေပြီးလှရောင်အောင်မှာရေတကွန်ကြီးကမှိန်ဖြို့စွာစီးဆင်းနေတယ်။မင်းသူဟာဆွဲသီးလေးကိုဆွဲယူပြီးဂူဝကိုပြန်လာတယ်။ဂူဝကပျက်စီးနေပြီးဝန်ပလွေကြီးတွေရဲ့လက်သေးရာရီနဲ့ပြည့်နေတယ်။သူကဂူထဲမှာပုံအောင်နေရင်ဆွဲသီးလေးကိုကြည့်လိုက်တယ်။ဆွဲသီးလေးကအခုဆိုရင်အနီရောင်အဖြစ်ပြောင်းလဲသွားပြီးသူ့ကိုတောနက်ထဲကထူးဆန်းတဲ့နေရာတစ်ခုစီခေါ်ဆောင်သွားတယ်။မင်းသူဟာပျက်စီးနေတဲ့ဂူထဲမှာပုံအောင်နေရင်ဆွဲသီးလေးကိုကြည့်လိုက်တယ်။ဆွဲသီးလေးကအနီရောင်အဖြစ်ပြောင်းလဲသွားပြီးသူ့ကိုတောနက်ထဲကထူးဆန်းတဲ့နေရာတစ်ခုစီခေါ်ဆောင်သွားတယ်။မင်းသူဟာဆွဲသီးလေးနောက်ကိုလိုက်ရင်တောနက်ထဲကထူးဆန်းတဲ့နေရာတစ်ခုစီရောက်သွားတယ်။အဲ့ဒီနေရာမှာထူးဆန်းတဲ့အလင်းရောင်ဖြော့ဖြော့လေးတွေထွက်နေတဲ့ကြောက်ဆောင်ကြီးရှိတယ်။အဲ့ဒီနေရာမှာသူဟာຫນွယ်ပြောခဲ့တဲ့တဏီယာနဲ့ကြောက်စိမ်းရုပ်တုရဲ့လျှို့ဝှက်ချက်ကိုပို့ပြီးနက်နက်ရှိုင်ရှိုင်သိရှိလာရတယ်။မင်းသူဟာနီရဲတဲ့ဆွဲသီးလေးရဲ့လမ်းညွန်မှုနဲ့တောနက်ထဲကရှေးဟောင်းကြောက်စာတိုင်ကြီးတွေရှိရာနေရာကိုရောက်ရှိလာတယ်။အဲ့ဒီနေရာမှာထူးဆန်းတဲ့အလင်းရောင်ဖြော့ဖြော့လေးတွေထွက်နေတဲ့ကြောက်ဆောင်လေးရှိတယ်။မင်းသူဟာကြောက်စာတိုင်ကြီးတွေကိုကြည့်ရင်အဲ့ဒီနေရာမှာຫນွယ်ပြောခဲ့တဲ့တဏီယာနဲ့ကြောက်စိမ်းရုပ်တုရဲ့လျှို့ဝှက်ချက်ကိုပို့ပြီးနက်နက်ရှိုင်ရှိုင်သိရှိလာတယ်။မင်းသူဟာနီရဲတဲ့ဆွဲသီးလေးရဲ့လမ်းညွန်မှုနဲ့ရှီဟောင်ကြောက်စာတိုင်ကြီးတွေရှိရာနေရာကိုရောက်ရှိလာတယ်။သူ့မျက်နှာမှာဝမ်းနည်းမှုနဲ့အားငယ်မှုတွေပြည့်နှက်နေပြီးမြဲကြောက်စာတိုင်ကြီးတွေစီကထွက်ပေါ်လာတဲ့အစိမ်းရောင်အလင်းတန်းတွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့အံ့ဩတုန်လှုပ်သွားတယ်။ကြောက်စာတိုင်ကြီးတွေစီကထွက်ပေါ်လာတဲ့အစိမ်းရောင်အလင်းတန်းတွေကသူ့ကိုတောနက်ထဲကထူးဆန်းတဲ့နေရာတစ်ခုစီခေါ်ဆောင်သွားတယ်။မင်းသူဟာကြောက်စာတိုင်ကြီးတွေစီကထွက်ပေါ်လာတဲ့အစိမ်းရောင်အလင်းတန်းတွေကိုကြည့်ရင်အဲ့ဒီနေရာမှာຫນွယ်ပြောခဲ့တဲ့တဏီယာနဲ့ကြောက်စိမ်းရုပ်တုရဲ့လျှို့ဝှက်ချက်ကိုပို့ပြီးနက်နက်ရှိုင်ရှိုင်သိရှိလာတယ်။သူ့မျက်နှာမှာဝမ်းနည်းမှုနဲ့အားငယ်မှုတွေပြည့်နှက်နေပြီးမြဲကြောက်စာတိုင်ကြီးတွေစီကထွက်ပေါ်လာတဲ့အစိမ်းရောင်အလင်းတန်းတွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့အံ့ဩတုန်လှုပ်သွားတယ်။ကြောက်စာတိုင်ကြီးနိုးထလာပြီးနောက်မင်းသူဟာအံ့ဩတုန်လှုပ်စွာနဲ့စောင့်ကြည့်နေတော့ကြောက်စာတိုင်ကြီးစီကထွက်ပေါ်လာတဲ့အစိမ်းရောင်အလင်းတန်းတွေကပို့ပြီးပြင်းထန်လာတယ်။အဲ့ဒီအချိန်မှာပဲဂူဝကနေကြောက်စရာကောင်းတဲ့မိခိုးရောင်အခိုးအဝေးတွေလိမ့်ဝင်လာပြီးဝန်ပလွေကြီးတွေရဲ့ဥတန်တွေကလည်းပိုနီးလာတယ်။အမောင်ထုကအလင်းရောင်ကိုဝါမြို့ဖို့ကြိုးစားနေတယ်လို့ပဲ။မင်းသူဟာကြောက်စာတိုင်ကြီးစီကထွက်ပေါ်လာတဲ့အစိမ်းရောင်အလင်းတန်းတွေကိုကြည့်ရင်အဲ့ဒီနေရာမှာຫນွယ်ပြောခဲ့တဲ့တဏီယာနဲ့ကြောက်စိမ်းရုပ်တုရဲ့လျှို့ဝှက်ချက်ကိုပို့ပြီးနက်နက်ရှိုင်ရှိုင်သိရှိလာရတယ်။သူ့မျက်နှာမှာဝမ်းနည်းမှုနဲ့အားငယ်မှုတွေပြည့်နှက်နေပြီးမြဲကြောက်စာတိုင်ကြီးစီကထွက်ပေါ်လာတဲ့အစိမ်းရောင်အလင်းတန်းတွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့အံ့ဩတုန်လှုပ်သွားတယ်။ကြောက်စာတိုင်ကြီးနဲ့အမောင်ထူးကြားမှာတိုက်ပွဲတစ်ခုဖြစ်ပွားနေတယ်။အစိမ်းရောင်အလင်းတန်းတွေနဲ့မိခိုးရောင်အခိုးအဝေးတွေကဂူတစ်ခုလုံးမှာဝေးပြန်နေတယ်။မင်းသူဟာအံ့ဩတုန်လှုပ်စွာနဲ့စောင့်ကြည့်နေတော့ကြောက်စာတိုင်ကြီးစီကထွက်ပေါ်လာတဲ့အစိမ်းရောင်အလင်းတန်းတွေကပို့ပြီးပြင်းထန်လာတယ်။တိုက်ပွဲအပြီးမှာအမှောင်ထုတွေကွဲ့ပြောက်သွားပြီးဂူအတွင်းမှာအစိမ်းရောင်အလင်းတန်းဖြော့ဖြော့လေးတွေသာကြံ့ရစ်တော့တယ်။မင်းသူဟာအမောတကောနဲ့နံရံကိုမိပြီးထိုင်နေတော့သူ့ရှိကလေထုထဲမှာအလင်းမှုန်လေးတွေပြန်လဲစုစည်းလာတာကိုတွေ့လိုက်ရတယ်။မင်းသူဝမ်းသာအားရဖြင့်နှွေမင်းလားမင်းပြန်လာပြီလားအလင်းမှုန်လေးတွေကြားကနေຫນွေရဲ့ပုံရိပ်ကအရင်ကထက်ပိုမိုကြည်လင်းစွာပေါ်ထွက်လာတယ်။ဒါပေမဲ့သူမရဲ့အမှုအရာကတစုံတစ်ခုကိုဆုံးဖြတ်ချက်ချထားတဲ့ပုံစံမျိုးဖြစ်နေတယ်။ຫນွေကမင်းသူလက်ထဲကနီးရေးတဲ့ဆွဲတီးလေးကိုကြည့်ပြီးပြုံးလိုက်တယ်။သူမကကြောက်စာတိုင်ကြီးကိုလက်နဲ့ထိလိုက်တဲ့အခါကြောက်စိမ်းရုပ်တုလေးဟာကြောက်စာတိုင်ရဲ့အလေပဟိုးမှာပြန်လေပေါ်လာပြီးအန်ချုံနေတဲ့စက်ဝန်းတစ်ခုလိုကွက်တိဝင်သွားတယ်။ຫນွေမင်းသူမင်းရဲ့တတိကြောင့်တောအုပ်ရဲ့အသက်ဝိညာဉ်ကိုငါတို့ပြန်လေထိမ့်သိမ့်နိုင်ခဲ့ပြီ။ဒါပေမဲ့ဒီကြောက်စိမ်းရုပ်တုကအခုဆိုရင်ကဘာနဲ့တောအုပ်ကြားကတကားကိုပိတ်လိုက်ပြီ။မင်းသူဒါဆိုငါအိမ်ပြန်လို့မရတော့ဘူးလား
ဒါမှမဟုတ်မင်းနဲ့ငါခွဲခွာရတော့မှာလားຫນွေကမင်းသူကိုကူဝအထီလိုက်ပို့ပေးတယ်အပြင်ဘက်မှာတော့နေရောင်ကြီးကတစ်ပင်နေချားတွေကနေတာရစွာဖြာကျနေပြီတော်အုပ်ကြီးဟာအရင်လိုကြောက်စရာမကောင်းတော့ပဲလှပါနေတယ်မင်းသူမိမရွေးချယ်စရာလမ်းနှစ်သွေးရှိတယ်တခုကလူသားလောကကိုပြန်ပြီးဒီဖြစ်ရက်ဒီကိုအိမ်မက်တစ်ခုလိုမိဖြောက်ပစ်ဖို့နောက်တစ်ခုကတော့ຫນွေကစကားကိုခိတရက်ပြီးမင်းသူကိုစိုက်ကြည့်လိုက်တယ်သူမရဲ့မျက်လုံးလေးမှာမျောလင်းချက်တွေပြည့်နှံ့နေတယ်မင်းသူဟာအပြင်ဘက်ကလူသားလောကနဲ့သူ့ရှိမှရှိနေတဲ့နတ်သမီးလေးຫນွေကိုတလှည့်စီကြည့်နေတယ်အဲ့ဒီအချိန်မှာပဲသူ့လက်ထဲကဆွဲသီးလေးကတုံခါလာပြီးထူးဆန်းတဲ့အတန်တန်ကသူ့ခေါင်းထဲမှာပဲ့တင်ထက်လာတယ်အတန်ရွေးချယ်မှုကမင်းအတွက်နောက်ဆုံးအခွင့်အရေးပဲအချိန်မရှိတော့ဘူးရုတ်တရက်မင်းသူ့နောက်ကနေအဖြူရောင်အလင်းတကားကြီးတစ်ခုပွင့်လာပြီးသူ့ကိုစုပ်ယူဖို့ကြိုးစားလာတယ်မင်းသူကနှွဲလက်ကိုလှမ်းဖမ်းလိုက်စင်မှာပဲအဖြူရောင်အလင်းတကားကြီးကမင်းသူကိုစုပ်ယူဖို့ကြိုးစားနေတယ်မင်းသူဟာနှွဲလက်ကိုတင်းတင်းစုပ်ကင်ထားရင်သူ့နှလုံးသားထဲမှာပြင်းထန်တဲ့ခံစားချက်တွေဝေခွဲမရမှုတွေကိုခံစားနေရတယ်အပြင်ဘက်ကလူသားလောကနဲ့သူ့ရှိမှရှိနေတဲ့နတ်သမီးလေးနှွဲကိုတလှိတ်စီကြည့်နေတယ်။မင်းသူဟာအဖြူရောင်အလင်းတကားကြီးကိုငေးကြည့်ရင်းဒူးထောက်နေတယ်။သူဟာနှွယ်ရဲ့လက်ကိုလွတ်လိုက်ရမှာကိုကြောက်နေပေမဲ့နှွယ်ကတော့အားပေးတဲ့အပြုံးနဲ့သူ့ကိုကြည့်နေတယ်။နှွယ်မင်းသူသွားပါတော့မင်းရဲ့ကဘာမှာမင်းကိုစောင့်နေတဲ့သူတွေရှိတယ်။ငါကတော့ဒီတောအုပ်ကြီးရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်မင်းရဲ့နှလုံးသားထဲမှာအမြဲရှိနေမှာပါမင်းသူဟာနှွေကျေးဇူးတင်ပါတယ်လို့တိုးလေးရည်ယူရင်သူမပြီးခဲ့တဲ့ညီရေးတဲ့ဆွေးသီးလေးကိုတင်းတင်းစုပ်ကင်ပြီးအလင်းတကားလေးကိုမျက်ရည်တွေနဲ့ခြိလန်းလှမ်းလိုက်ပါတော့တယ်မင်းသူဟာသူ့ရဲ့မူရက်မီကိုပြန်ရောက်နေပါပြီဒါပေမဲ့သူဟာအရင်ကမင်းသူမဟုတ်တော့ဘူးသူဟာနေတိုင်းတောအုပ်ဘက်ကိုငေးကြည့်ရင်သူကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုသူ့ရဲ့တငယ်ချင်းတွေနဲ့မိသားစုကိုပြန်ပြောပြနေတယ်။မင်းသူအဲ့ဒီတောအုပ်ထဲမှာကျွန်တော်အသက်ကိုကေတင်ခဲ့တဲ့နှစ်သမီးလေးတစ်ပါးရှိတယ်။သူမဟာအခုချိန်ထိတောအုပ်ကြီးကိုစောက်ရှောက်နေတုန်းပဲဆိုတာကျွန်တော်ယုံကြည်တယ်။သူပြောပြတာကိုလူအချို့ကယုံကြည်ပြီးအချို့ကတော့ပုံပြင်လို့ထင်နေကြပြီမေ။မင်းသူလက်ထက်ကအမြဲစုပ်ကင်ထားတဲ့ညီရေးတဲ့ဆွေးသီးလေးကတော့အမှန်တရားကိုတတ်သိပြနေတယ်လို့လင်းလက်နေပါလေမင်းသူဟာပြတင်းပေါက်ကနေဝေးကွာလာတဲ့တောင်တန်းကြီးတွေကိုငေးကြည့်နေတယ်သူ့မျက်လုံးထဲမှာຫນွယ်ရဲ့အပြုံးတွေကိုပြန်မြင်အောင်နေရင်ဆွဲသီးလေးကိုနမ်းရှိုက်လိုက်တယ်ငါတို့တနည်းပြန်ဆောင်ကြမှာပါຫນွယ်လို့သူရေရွတ်လိုက်ချိန်မှာပဲလီပြေလေးတစ်ခုကຫນွယ်ရဲ့ရင်နံ့အတိုင်းသူ့စီကိုတိုက်ခတ်လာပါတော့တယ်